ဘင်္ဂလီတီကို1962ခုနှစ်နိုင်ငံသားဥပဒေနဲ့မညီဘဲနိုင်ငံသားကတိထုတ်ပြီးဆိုပြီးကမလို့နဲ့အဆောင်နိုင်ငံသားစီစရဲကော်မတီဝန်တီကိုနှုတ်ထွက်ပြီးဖို့ဘူးတီတောင်ဒေသခံတီကစင်တာပရာတောင်းဆိုလိုက်ခဲ့ပါတယ်1962ခုနှစ်မြန်မာနိုင်ငံသားဥပဒေအတိုင်းဘူးတီတောင်မြို့ထကစံခါတော်တချို့အပါဝန်ဒေသခံ200လောက်ကဇွန်လ9ရက်နေ့ကမြို့တော်မှာလေးလေစင်တာပရာခခဲ့ဆိုဖိုက်ပါတယ်အခုပိုင်တောင်းဆိုမှာဘင်္ဂလီတီကို1962ခုနှစ်နိုင်ငံသားဥပဒေနဲ့မညီဘဲနိုင်ငံသားကတိထုတ်ပြီးနေတဲ့မြို့နယ်အဆောင်နိုင်ငံသားစီစရဲကော်မတီဝန်တီနှုတ်ထွက်ပြီးဖို့နဲ့တရမော်နိုင်ငံသားကတိထုတ်ပြီးနေစကိုရဲတန်ပြီးဖို့ဆိုတဲ့အရှာတီပါဝင်ပါတယ်စင်တာပရာစုတီဆိုမြို့နယ်အဆောင်နိုင်ငံသားစီစရဲကော်မတီဝန်တီဖိုက်ခဲ့တဲ့လာဝကဥပဒေစေဘွန်ရီနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံရှိတီမှာတောင်းဆိုခါခဲ့ဆိုလေဖိုက်ပါတယ်ဘူးစီတောင်မြို့နယ်ထဲမှာဘင်္ဂလီတီကိုတရမော်နိုင်ငံသားကတိထုတ်ပြီးနေဆိုပြီးကစီစရဲကော်မတီကိုအရေးယူပြီးဖို့ဘိခါရဲ့ဖေဖော်ဝါရီလကလည်းပထမကင်စင်တာပရာတောင်းဆိုခါပြဖိုက်ပါတယ်